လာပါကျွန်မဒီချမင်းမှုပြပြပေးမဲ့အကြောင်းအရာလေးကတော့စိတ်ထားတက်ဖို့လေ့ကျင့်ဆိုတဲ့သင်ခန်းစာခေါင်းစဉ်လေးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တကယ်လို့လူလောကမှာရှိတဲ့လူတွေအားဆိုလို့ရှိရင်ကျွန်တော်ကိုယ့်ရဲ့စိတ်ထားလေးတွေကိုတက်ဖို့ရန်စိတ်ထားလေးတွေမှန်မှန်ကန်ကန်စိတ်ထားလေးတွေဖြစ်ဖို့ရန်အတွက်ဘယ်လိုလေ့ကျင့်ပြုစုပြောထောင်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအစဉ်ပြေတာတွေနဲ့တွေ့တဲ့အခါမှာလည်းပဲအစဉ်ပြေတာတွေနဲ့တွေ့တဲ့အခါမှာလည်းဘယ်လိုနှလုံးသွင်းပြီးစဉ်းရမလဲဆိုရင်အစဉ်မပြေတာဒီနဲ့လည်းတွေ့ရမှာပဲဆိုပြီးတော့နှလုံးသွင်းစဉ်းရမှာပဲဖြစ်ပါတယ်အစဉ်မပြေတာတွေနဲ့တွေ့ရင်လည်းပဲအစင်ပြေတာတွေနဲ့တွေ့ရမှာပဲဆိုပြီးတော့နှလုံးသွင်းဆင်ញင်လိုက်တယ်အဲ့ဒါကို voice attractions လို့ခေါ်ပါတယ်မှန်ကန်တဲ့အတွေ့သဘာဝရဲ့လောကသဘာဝရဲ့အမှန်တရားတွေကိုတွေးတတ်တဲ့ voice attractions လို့ခေါ်ပါတယ်တကယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာ voice attractions ဆိုတဲ့မှန်ကန်တဲ့သဘာဝအမှန်တရားတွေကိုမတွေးတတ်ဘူးဆိုရင်စိတ်တွေကတည်ငြိမ်မှာမဟုတ်ဘူးစိတ်မတည်ငြိမ်တဲ့အတွက်ကြောင့်စိတ်ဓာတ်တွေမတည်ငြိမ်ဘူးဆိုလို့ရှိရင်လူတွေကစောင့်တည်ရမရဖြစ်တတ်ပါတယ်ရှင်ဒါအတွက်ကြောင့်မို့ကျွန်တော်တို့စိတ်ထားလေးတွေတည်ငြိမ်ဖို့ရန်အတွက်တဘာဝအမှန်တရားတွေကိုကြည်တက်မြင်တတ်ဖို့ရန်လိုတဲ့ white attractions လုပ်တတ်ဖို့ရန်အတွက်လိုအပ်ပါတယ်ရှင်တချို့ကြတော့အချွေရန်တွေအကျော်အစောတွေများလာပြီဆိုလို့ရှိရင်သူတို့ကဘဝင်မြင့်ပြီးတော့အောက်ခြေလွတ်တက်ကြတယ်မောက်မာတက်ကြတယ်တချို့ကြတော့ချွေရန်တွေအကျော်အစောချွေရန်ကြော်စောမှုတွေမရှိဘူးဆိုရင်စိတ်တက်တွေကျပြီးတော့ depression တွေဖြစ်လာခဲ့ကြပါတယ်အဲ့လိုမျိုးစိတ်ဆိုတာမထားသင့်ဘူးကိုယ်စိတ်ကိုဖြူစင်ပြီးတော့တည်ငြိမ်အောင်အမြဲတမ်းလှုပ်ရှားမှာပဲဖြစ်ပါတယ်ရှင်နောက်ပိုင်းကျတော့လူလောကမှာဆိုလို့ရှိရင်ကဲ့ရဲ့တဲ့အခါတွေရှိတယ်လို့ချီးမွမ်းခံရတဲ့အခါတွေလည်းရှိပါတယ်ရှင်လူတွေရဲ့တဘာဝကကဲ့ရဲ့တဲ့အခါမှာကဲ့ရဲ့တဲ့လူစိတ်တူတွေဒေါသဖြစ်တယ်နောက်တစ်ခါကိုတယောက်ကနေစုံတယောက်ကနေချီးမွမ်းခံရပြီချီးမွမ်းစကားလေးပြောခံရပြီဆိုလို့ရှိရင်ကိုကနှစ်သိမ့်နေတယ်ကြည်နူးနေတယ်စကားလေးရဲ့အပေါ်မှာနှစ်သိမ့်ပြီးတော့ကြည်နူးနေခြင်းဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်စိတ်တက်ကမတည်ငြိမ်မှုပဲဖြစ်ပါတယ်ကိုတကယ်လို့ချီးမွမ်းခံရပြီဆိုရင်လည်းပဲငါမှချီးမွမ်းခံတိုက်တဲ့ appreciate ရှိတယ်လို့သိရမယ်နောက်ကကဲ့ရဲ့ခံရခြင်းလည်းပဲကိုမှဆိုလို့ရှိရင်ကဲ့ရဲ့ခံတိုက်တဲ့ appreciate ရှိတယ်လို့ဆိုပြီးတော့သွင်းပေးရမှာပဲဖြစ်ပါတယ်ရှင်နောက်ကလူတယောက်ကနေပြီးကိုကဲ့ရဲ့လာပြီးဆိုလို့ရှိရင်စိတ်မဆိုးအောင်ဘယ်လိုလုပ်ရမလဲတကယ်လူတယောက်ကကိုကဲ့ရဲ့လာပြီးဆိုလို့ရှိရင်စိတ်မဆိုးအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကဲ့ရဲ့မှုတွေကိုလုံးဝအသိအမှတ်မပြုရဘူးလက်မခံရဘူးအဲ့လိုလက်မခံမှုအတိမတ်မပြုလို့ရှင်းဖြင့်တားဆီးလို့ရပါတယ်ရှင်တကယ်လို့တစုံတယောက်ကနေကိုလာပြီးတော့ဆဲလာပြီးဆိုရင်လည်းပဲသူတစ်ပါးရဲ့ဆဲရေးပြောဆိုခြင်းကိုကလက်မခံရပါဘူးတုံ့ပြန်မှုလည်းလုံးဝမလုပ်ရပါဘူးရှင်အဲ့လိုလုပ်တဲ့အခါမှာတနည်းအားဖြင့်အဲ့ဒါကိုဘာနဲ့ဥပမာပေးပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဧည့်သည်တွေလာတဲ့အခါမှာမုတ်ပဲသရီစာတွေအားလုံးကိုတဲခင်းပြီးတော့အခန့်ကျူးမွေးကြအဲ့လိုကျူးမွေးလိုက်တဲ့အခါမှာဆိုရင်ဧည့်သည်ကမုတ်ပဲသရီစာတွေကိုလုံးဝစားသွားမှုမပြုဘူးဆိုရင်မုတ်ပဲသရီစာတွေကအားလုံးဘာမှရှော့သွားခြင်းမရှိဘဲနဲ့ကိုယ်စီမှာပဲကြံ့ရခဲ့ပါတယ်ရှင်အတိုင်းပဲသူတစ်ပါးကနေပြီးတော့ကိုဆဲရေးစူတာတွေနဲ့အခန့်ကျွေးမွေးမယ်ဆိုလို့ရှိရင်ကိုကအားတွေကိုလုံးဝပါလို့ဆိုရင်အတိအမှတ်မပြုဘဲနဲ့လက်မခံဘဲနဲ့နေထိုင်ခြင်းဟာအဆဲရေးစူတာတွေဒီကိုနဲ့လုံးဝမဆိုင်ပါဘူးဆဲတဲ့သူနဲ့ပဲပြန်ပြီးတော့ပါလို့ဆိုရင်ပြန်ပြီးဆဲတဲ့သူတီပဲပြန်ပြီးတော့ရောက်ရှိသွားပါတယ်ဖြစ်ပါတယ်ရှင်တကယ်လို့ကိုကနေပြီးတော့ပြန်ပြီးတော့တုံ့ပြန်လိုက်ပြီးဆိုလို့ရှိရင်သူ့ရဲ့ပြောဆိုမှုတွေကိုကိုကအတိအမှတ်ပြုရဘာလို့ဆိုရင်လက်ခံရရောက်တတ်ပါတယ်ရှင်အတွက်ကြောင့်မို့ဆဲတဲ့သူတွေကိုပြန်ပြီးတော့ဘာလို့ဆိုရင်မဆဲဘဲနဲ့အတိမတ်မပြုဘဲနဲ့တကယ်လို့ကိုယ့်စီကိုအတန်တာလျင်ရောက်ရှိလာပြီးကိုကစိတ်ရောကိုပါဘာလို့ဆိုလှုပ်ရှားမှုအဲ့လိုလက်မခံဘူးဘာမှတုတ်ပြောင်မှုမပြုလို့ခြင်းအဖြစ်စိတ်ရောကိုပါဘာလို့လှုပ်ရှားမှုမလှုပ်ရှားနိုင်
ကိုယ်စိတ်နှစ်ခုတလုံးလှုပ်ရှားအောင်မပြုတ်လုပ်နိုင်ပါဘူးရှင်အတန်တာလေးရောက်ရှိလာမှာဖြစ်ပါတယ်ဒါအတွက်ကြောင့်မို့ကိုကနေပြီးတော့ဘာလို့ဆိုရင်လက်မခံဘဲနဲ့တုံ့ပြန်မှုမပြုတ်ဘဲနဲ့ကိုကနေပြီးတော့ဘာလို့ဆိုရင်စိတ်သက်ရင်းချက်အောင်လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်ရှင်အဲ့တလို့ပဲမုန်တိုင်းတွေကြိုက်တော့ပဲတိုက်ပါစီမုန်တိုင်းတွေကြိုက်တော့ပဲတိုက်ပါတောင်ကြီးတွေကတစ်စက်မှတုံ့လို့ခြင်းမရှိဘဲနဲ့ကြက်ကြက်ခံနိုင်ခြင်းကြက်ကြက်ခံနိုင်ပါတယ်တစ်ပင်လေးတွေကဒါလည်းရင်းရိုင်ပြီးတော့သွားစေပါတယ်အဲ့လိုတစ်ပင်လေးတွေလိုကိုကနေပြီးတော့ရင်းရိုင်မသွားအောင်တောင်ကြီးကဲ့သို့ကြက်ကြက်ခံတစ်စက်ကဲမှာတုံလို့ခြင်းမရှိဘဲနဲ့ကြက်ကြက်ခံနိုင်အောင်လို့သူတစ်ပါးကဆဲရေးဆိုတာပြုလုပ်လာသည်ဖြစ်စီကဲ့ရလာသည်ဖြစ်စီစိတ်မဆိုးဘဲနဲ့နေနိုင်အောင်ကိုကနေပြီးတော့ကိုယ့်ရဲ့စိတ်သက်လေးကိုဖြူစင်တည်ငြိမ်အောင်လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်ရှင်တကယ်လို့စိတ်ဆိုးလိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်တွေဘာလို့ဆိုအန္တရာယ်တွေအနှောက်အယှက်တွေဖြစ်သွားမှာပဲဖြစ်ပါတယ်ရှင်ဒါအတွက်ကြောင့်ကိုကနေပြီးတော့တနည်းအားဖြင့်ဘာလို့ဆိုလို့ရှိရင်သူတစ်ပါးရဲ့ကဲ့ရဲ့အဖြစ်တင်မှုတွေဆဲဆိုမှုတွေစသဖြင့်အကြောင်းအရာတစ်ခုခုလောကမှာကိုယ်စိတ်ကိုဘာလို့ဆိုရင်စိတ်ထားတက်ဖို့ရန်အတွက်လေ့ကျင့်စို့ဆိုတဲ့ခေါင်းစဉ်လေးကိုသိရှိပြီးတဲ့တက္ကလာကိုကဘာလို့ဆိုရင်သူတစ်ပါးရဲ့မကောင်းစိတ်ဆိုးစရာတွေစိတ်တိုးစရာတွေဒေါသဖြစ်စရာတွေလာပေးတော့မှကိုကအသိဉာဏ်လေးနဲ့ထားပြီးတော့ပြန်ပြီးတော့အသိဉာဏ်မရှိဘဲနဲ့ပြန်ပြီးတော့စိတ်တူမယ်ဒေါသဖြစ်မယ်ဆိုလို့ရှိရင်ကိုကဘာလို့လဲရတာလို့ဆိုလို့ရှိရင်ဆုံးရှုံးလိုက်ကိုကဘာလို့အသိဉာဏ်တွေပါတုံးသွားပါတယ်အသိဉာဏ်တုံးနေဆိုတာဘာကြောင့်အသိဉာဏ်တုံးနေလို့ဆိုတော့တာလဲဆိုတော့ကိုကအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုလည်းမခွဲခြားတတ်တော့တဲ့အတွက်ကြောင့်ကိုကဘာဖြစ်သွားလဲဆိုရင်စိတ်တူသွားတယ်စိတ်တူတဲ့အတွက်ကြောင့်ကိုမှဘာလို့ဆိုလို့ရှိရင်ကိုအသိဉာဏ်တွေပါဘာလို့ဆိုရင်တုံးသွားခြင်းဖြစ်တယ်ဒါအတွက်ကြောင့်ဘာလို့ဆိုလို့ရှိရင်စိတ်ထားတက်ဖို့လေ့ကျင့်စို့ဆိုတဲ့ခေါင်းစဉ်လေးကနေပြီးတော့ဒီအတိုင်းသူတို့အဲ့ခေါင်းစဉ်လေးအတိုင်းကျွန်တော်တို့ကနေပြီးကြင်ကြံသွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကလူလောကမှာဆိုလို့ရှိရင်စိတ်ထားလေးတွေကဖြူစင်မြင့်မြတ်ပြီးတော့တည်ငြိမ်အေးဆေးတဲ့စိတ်ထားလေးတွေနဲ့လောကမှာနေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်အကောင်းတွေ့ရင်လည်းပဲဘာလို့ဆိုရင်အတူယူတတ်မယ်အဆိုးတွေ့ရင်လည်းပဲကိုကရှောင်ကျဉ်တတ်တဲ့စိတ်ထားမြင့်မြတ်တဲ့သူလေးတွေဖြစ်ဖို့ရန်အတွက်ကြိုးစားပြီးတော့နေထိုင်သွားကြမှာပဲဖြစ်ပါတယ်ရှင်ဘယ်မှာရှင်